လုံးမင်္ဂလာပါဒီနေ့မှာတော့ပေါ့ကရီကိုပတ်မြစ်စကန် B4 လာလေရင်းနဲ့အစာပြေဆောက်လို့ရမယ့်မှုဆိုင်များကိုအတူလိုက်ကြည့်ကြရအောင်နော်အခုပထမဆုံးတွေ့ရတဲ့ဆိုင်ကတော့ကိုရီးယားဆက်ဆက်ဆိုင်ဖြစ်ပါတယ်ဒီဆိုင်မှာတော့တက်ပူကီရပ်ပူကီနဲ့ငါးသားပြားတွေရရှိနေမှာဖြစ်ပါတယ်မှာယူရဲ့အချိန်မှာလက်ဆက်ပြုလုပ်ပေးရဖြစ်လို့ပူနူးနဲ့ကိုရီးယားရတာတိုင်းစားနေမှာဖြစ်ပါတယ်ရှင်ဘေးရဆိုင်ကတော့အမောပြေအချွေအေးလေးတွေရောင်းချပေးတဲ့ဆိုင်ဖြစ်ပါတယ်ရိုးရိုး juice နဲ့ soda juice ဆိုပြီးတော့ရောင်းချပေးရဖြစ်တဲ့ကြောင့်မို့လို့စနစ်တက်တယ်လို့အမှားယူသုံးဆောင်လို့ရပါတယ်ရှင်။ကလေးရလူကြီးပါစနစ်တက်တဲ့ပေါ့ကွန်းနဲ့ကတ်တိုကန်ဒီဆိုင်လေးရှိပါတယ်။ဒီဘက်မှာအစာပြေမုတ်ဆိုင်လေးရှိပါတယ်။မုံတုံးတွေနဲ့အချိုရည်ပူးများကိုလည်းအစုံအလင်ရောင်းချပေးထားပါတယ်ရှင်။ပေါ့ကွန်းနဲ့ကတ်တိုကန်ဒီဘုံအစုံနဲ့စတိရတာအထွေမျိုးစုံခောက်ဆွဲမျိုးစုံနဲ့ဟော့တော့အစားတဲ့အစားတောက်များရောင်းပေးနေရဖြစ်တဲ့ကြောင့်မို့လို့ကစားနည်းတွေကစားပြီးတော့အလွယ်တကူမှယူဆက်သုံးလို့ရမှာဖြစ်ပါတယ်ရှင်။အန်နိုဆော့ကင်းထဲမှာလည်းအစားပြေဆောက်ရမယ့်မှုဆိုင်လေးတွေရှိပါတယ်။ဒီဆိုင်မှာရနိုင်တဲ့အစားတောက်တွေကတော်လေးကိုစုံနေပါတယ်။ဒီကဲမုံကြက်ကြောအထွေမျိုးစုံရှိပြီးတော့ဒိုရီယာတုံရန်ခောက်ဆွဲဘူးပေါ့ကွန်လည်းရှိပါတယ်။အန်နိုဆော့ကောင်ကြီးများကိုကြည့်ပြီးတော့လည်းအတူတူဆောက်သုံးရမှာဖြစ်ပါတယ်။ဆိုင်လေးကတော့ coffee wall လို့ခေါ်တဲ့ကော်ဖီဆိုင်လေးဖြစ်ပြီးတော့ coffee ရဲ့အပြင်ဘာကာပီဇာ sandwich နဲ့ cake တွေလည်းရရှိမှာဖြစ်ပါတယ်။ချိုရည်များအသီးအစစ်ဖြော်ရည်များနဲ့ဒိန်ကျင်များလည်းရရှိမှာဖြစ်ပါတယ်။ coffee wall ဆိုင်အနီးမှာ sushi wall ဆိုင်လည်းရှိပြီးတော့ sushi အစောအပြင်အချိုရည်မျိုးစုံ spicy ခောက်ဆွဲနဲ့ spicy ဆက်တွေလည်းရောင်းချပေးနေရဖြစ်ပါတယ်။ sushi များကိုလည်းအမျိုးအစားစုံလင်စွာရောင်းချပေးနေရကြောင်းမို့လို့တက်နေတက်သလိုမှယူသုံးဆောင်နေမှာဖြစ်ပါတယ်ရှင်။